အတွင်းများနဲ့အတိတ်ကိုပြန်ကြည့်ကြည့်တဲ့အခါနမောတရားကျင်နာမိုးတဲ့မှာကိုတယောက်တည်းဆွေးစိတ်မပြေအချစ်ရဲ့ပြန်လန်းရတော့